မိကြားရဲ့ကျွန်တော်မှောက်ခုံတုံးလို့ရတဲ့ပန်ကာသူကတော့ battery capacity အနေနဲ့ဆိုရင်2800 mAh ဝက်အနေနဲ့ဝက်ဟာဝါအနေနဲ့ဆိုရင်33.6 ဝက်ဟာဝါရှိတယ်ဗျသူကတော့ဝက်အနေနဲ့ဆိုရင်24ဝက်ဆိုပေမဲ့အခုအားတွင်းနေနဲ့တုံးတဲ့အနေထားမှာဆိုရင်ကျွန်တော်ဒီမှာ power station မှာဆိုရင်သူက35ဝက်လောက်ဆွဲတယ်ဒါပေမဲ့တကယ် reality မှာဆိုရင်တော့ကျွန်တော်တို့ကအားမတွင်းမဲ့အားတွင်းတီးတန့်လေးဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဝက်30လောက်ဆွဲမယ်ဒါတွင်းနေနဲ့တုံးတာမဟုတ်လို့ကျွန်တော်တို့ကဝက်က35 36လောက်တော့ဆွဲမယ်တူးရဲ့ battery ကတော့ဒီအောက်ဘက်မှာလုံးဝဒီလိုပုံစံမျိုးဒီမှာဆိုအားတွင်းတဲ့အခါမှာအားမပြည့်နေတဲ့အနေထားမှာဆိုရင်သူကမီလီယာမှိတ်လိုက်လင်းလိုက်မှိတ်လိုက်လင်းလိုက်ဖြစ်နေလိမ့်မယ်ဒါပေမဲ့သူအားတွင်းတဲ့ပုံစံကလည်းသူကပိုကိုပင်ပုံစံမျိုးနဲ့ဒီလိုမျိုးလေးတွင်းတာပေါ့ဒီမှာဆိုလို့ရှိရင်ဒီမှာဒီလိုပုံစံမျိုးလေးတွင်းတာပြီးရင်ကျွန်တော်ဒီလိုလေးကတ်လိုက်ရင် magnetic ပုံစံမျိုးနဲ့ကတ်လို့ရတယ်အဓိကတော့သူ့ရဲ့ပုံစံကဒီလိုမျိုးဒီပန်ကာရဲ့ပုံစံကဒီလိုဂျွန်းတို့မှောက်ခုံပုံစံမျိုးနောက်တစ်ချက်ကတော့ဘာလဲဆိုသူက negative ion ထွက်တယ်ဗျခုကျွန်တော်ကပန်ကာကိုကျွန်တော်ရက်လိုက်ပြီရက်လိုက်တဲ့အချိန်မှာဆိုလို့ရှိရင်သူကဒီမှာဆိုလို့ရှိရင်ပန်ကာကသူ့ရဲ့ nego original position အတိုင်းကိုသူကဖြည်းဖြည်းချင်းလေးကျသွားလိမ့်မယ်အဓိကတော့မိကြားရဲ့ပန်ကာရဲ့အားသာချက်ကတော့သူက negative ion ထွက်တယ်ပန်ကာအရွက်ဒီဇိုင်းကဒီလိုပုံစံမျိုးပေါ့သူကနှစ်ထပ်ခွင်ကြအောင်မှာဒီနောက်ကဝင်လာတဲ့လေတွေကိုသူကဒီပန်ကာအရွက်အဖုံးနေနဲ့ပန်ကာအရွက်တွေကနေပြီးတော့ဖုံနေနဲ့ဖုံနေတို့တခြားဘာညာတွေကိုသူကဒီကနေပြီးတော့ဆွဲဖမ်းပေးထားပြီးတော့ရှေ့ကိုတကက်အရန်လက်ဆက်တဲ့လေကိုသူကထုတ်ပေးတယ်ပန်ကာရဲ့ဒီစုညံတန်နေနဲ့ဆို58 dB ပဲရှိတာဖြစ်တဲ့အတွက်ပန်ကာရဲ့စုညံတန်ကလည်းအရန်ညက်တယ်လို့ပြောလို့ရတယ်ကဲတဘာဝလေဆန်ဆန်ကိုလုံးဝအမှန်ကန်ဂျွန်းတို့မှောက်ခုံတုံးကျင်တဲ့အခန်းရဲ့အကျိုးအကြားမကျန်တွားကျင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့မိကြားရဲ့အမိုက်စားဖန်လေးကိုဝယ်ယူခြင်းတယ်ဆိုလို့ရှိရင်တော့ Teco 7 electronic hardware ဘက်ကိုကြွားလန်းခဲ့ဖို့ဖိတ်ခေါ်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်